အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကွန်ပျူတာနဲ့တွဲသုံးမယ် Bluetooth အသုံးပြုတဲ့ Bluetooth speaker စနစ်တစ်ခုကိုတည်ဆောက်မှာပါ။ဒါကောင်းကောင်းသုံးချင်တာဖြစ်တဲ့အတွက်ပေါ့နော်အခုပြထားတဲ့ A232 ဆိုတဲ့ dual channel speaker နှစ်ခုထွက်တဲ့30 watt ထိသုံးလို့ရတယ်ဒီ module လေးကိုသုံးမယ်ပြီးတော့ကျတော့ Bluetooth ချိတ်ဆက်မှုအတွက် Bluetooth module ဖြစ်တဲ့ဒီ CA6928 ဆိုတဲ့ Bluetooth module ကိုသုံးမယ်ဒီနှစ်ခုကိုအသုံးပြုမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်ခုကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ဟာကိုတစ်ချက်ပြောမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ A232 က input port ကကျွန်တော်တို့26 port ထိပေးလို့ရပါတယ်ကျွန်တော်ကတော့တွဲဖို့သုံးမယ်တွဲဖို့ adapter နဲ့သုံးမယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ကဒီကောင်တွဲဖို့ပေးမှာဖြစ်တဲ့အတွက်ဒီ Bluetooth module ကတော့တွဲဖို့ပေးလို့မရပါဘူးကျွန်တော်ဒီမှာကြည့်တဲ့လောက်ဆိုရင်တော့သူက battery အဝင်လို့ပြောတဲ့အတွက် 3.7 volt သုံးတာသူ့အတွက်စိတ်ချရဆုံးဖြစ်မှာပါအဲ့ဒီအတွက်ကျွန်တော်တို့ကဘာကိုထပ်ပြီးသုံးရမလဲဆိုတော့ထုံးစံတိုင်းပဲပေါ့နော် voltage short ချပြီးတော့ကျတော့ချိတ်ဆက်နိုင်တဲ့ကျွန်တော်တို့ဒီ boot shortcut ကလေးကိုသုံးရမယ်ဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ကဒီ A6 A232 ကိုတွဲဖို့ထိုက်ရိုက်ပြီးမယ်ပြီးတော့ကျတော့တွဲဖို့ကနေပြီးတော့ကျွန်တော် 3.7 volt boot short ပြီးတော့ကျတော့ဒီ Bluetooth module ကိုကျွန်တော်တို့ power ပေးမယ်ပေါ့နော် Bluetooth module ကနေပြီးတော့အသံစနစ်ထွက်တဲ့အရာကိုပဲကျွန်တော်တို့ A6 A232 မှာချိတ်ဆက်မှာဖြစ်ပါတယ် wiring ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုတော့ဒီဘေးမှာပြထားတဲ့အတိုင်းပဲအသုံးပြုရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကျတော့ချိတ်ဆက်ကြည့်အောင်ဒါဆိုရင်အခုစဆင်ကြည့်လိုက်အောင်ကျွန်တော်တို့အရင်ဆုံးတွဲဖို့ power ပေးမယ့် line အောင်တက်မယ်ဒီမှာဆိုရင် VCC ဆိုတာတွဲဖို့ power positive တက်ရမယ်ဟာ GND ဆိုတာ ground negative ဖြစ်ပါတယ်ကျွန်တော်ဒီကောင်းလေးနဲ့တက်မယ် GND ဆိုတာဒီအနှုတ်ပင်တက်ရမယ်ပေါ့နော်ဒီ boot shortcut ကိုသုံးမယ်ပေါ့နော်ကျွန်တော်တို့ဒီ boot shortcut နာမည်က CA1235 ဖြစ်ပါတယ်ဒီဘက်မှာ in ပေါ့နော်အဝင် in မှာကျွန်တော်တို့တက်ဆင်ပေးရမယ် in mine နဲ့ in plus ဆိုပြီးတော့ကျွန်တော် plus ကို plus မှာတက်မယ်ပြီးတော့ကျတော့ကျွန်တော်တို့ဒီမှာရွေးပေးစရာလေးတွေပါတယ်ဒီရဲ့ကတ်မှာဘယ်လောက်ပို့ထွက်မယ်ဆိုတာကိုရွေးပေးလို့ရတယ်ပေါ့နော်5 volt ထိပါတယ်ဒီနောက်ဆုံးက5 volt ဖြစ်တယ်ဒုတိယ 3.3 volt ကျွန်တော် 3.3 volt ကိုပဲချိတ်ဆက်လိုက်မယ်ပေါ့နော်မီတာကိုယူမယ်ကျွန်တော်တို့ volt scale ပေါ့နော်ဘယ်နေရာမှာပဲဖြစ် volt ထားဒီကျွန်တော်ရဲ့ဒီ digital meter မှာတော့ volt ကနှစ်မျိုးလုံးဒီ select ကလေးနဲ့ရွေးပြရတယ်အခုဆိုရင် AC ကိုရောက်နေတာပေါ့နော်ဒီမှာ AC လို့ပါတယ်တခြားနေလိုက်တယ်ဆိုရင် DC ကိုပြောင်းသွားရင် DC နဲ့တိုင်းရမှာတခြားမီတာလေးမှာဆိုရင် DC volt AC volt ဆိုတာရှိတယ်အဲ့ဒါမှာပဲထားပြီးတိုင်းရမယ်ပေါ့နော်ကျွန်တော်ဒီမှာတွဲဖို့ adapter သုံးမယ်ဒီမှာပါပေးလိုက်တော့ဒီကက်ကလေးကမီးစာနေလာပြီပေါ့နော်ဒီကက်ကလေးမှာရှိမယ်ပို့ကိုတိုင်းကြည့်မယ်17.6ဆိုတာတွဲဖို့နေပါပဲပေါ့နော်3.6ဖို့ရပြီပေါ့နော်3.6ဖို့ရပြီဆိုတော့ကျွန်တော်တို့ဒီ Bluetooth module လေးကိုကျွန်တော်ချိတ်လို့ရပြီဒီကက်မှာကျတော့နောက်ကျုံးမှာပါတယ် GND ဆိုတာတော့အမြဲတမ်း negative ပဲ ground ကိုပြောတာ VBAD ဆိုတာကျတော့ကျွန်တော်တို့ positive plus ကိုချိန်ရမယ်အဲ့ဒါလေးခဲဆုံးမယ်ပေါ့နော်ရပြီပြီးတော့ကျတော့ကျွန်တော်တို့ဒီ audio output ပေါ့နော် audio output မှာကျတော့ out r ဆိုတာကျတော့ဒီကျွန်တော်တို့ညာသံ right out right ပေါ့နော် ground ကကျတော့သိကြတယ်အနှုတ်ပင်ပဲအဲ့ဒါတပင်ပဲရှိမယ်ချိန်မယ်ပေါ့နော် out and ကကျတော့ဘယ်သံ left ပေါ့နော်ဒီဘယ်သံကိုချိန်မယ်ဒီမှာလဲဘယ်လိုတုံးဆိုတော့ဒီမှာလဲ l ကဘယ်သံညာကအာသံအလဲကတော့ ground ပဲအဲ့ဒီသုံးပင်ကိုကျွန်တော်တို့ချိတ်ရမယ်ပေါ့နော်
ခဲဆွဲဖို့ဆိုရင်ကျွန်တော်တို့ဒီဝါယာပင်လေးတွေမှာအရင်ဆုံးခဲကိုတို့ပေးထားပြီးတော့ကျွန်တော်တို့စလော့လေးကိုသတ်တို့တာပို့ပြီးတော့လွယ်လွယ်ကူကူဟောဖြစ်လို့ရတယ်ပေါ့နော်ချိတ်ဆက်လို့ရတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဘုတ် Bluetooth ကိုပေးထားတဲ့ပို့ကျိုးကနေပြီးတော့ကျတော့ကျွန်တော်တို့ဒီပေါ့နော်ဘိုး shortcut ကအထွက်နဲ့ချိတ်ပေးမှရမယ်အဲကြတော့ဒီဘက်က plus ဖြစ်ပါတယ်ဒီကျိုးတကယ်တမ်းအယောင်မတူတာသုံးရမှာပေါ့နော်ကျွန်တော်အလွယ်ပဲသုံးလိုက်လို့တကယ်တော့ကျတော့ပေါင်းလို့မလို့မရပါဘူးပေါင်းလို့မတယ်ဆိုရင် Bluetooth ကပ်ပြတ်နိုင်တယ်ဒါဆိုရင်ရပြီကျွန်တော်တို့ speaker တက်တော့ speaker ကကျွန်တော်အဖေတို့မင်္ဂလာဆောင်ပစ္စည်းဖြစ်တယ်ပေါ့နော်ဒီ Sony ကတ်ဆက်ကနေပြီးတော့သူတို့ကတ်ဆက်ကတော့ကောင်းသေးလားမကောင်းသေးလားမသိဘူးဒါပေမဲ့ speaker ကျန်နေပေါ့ speaker နှလုံးရှိတယ်နှလုံးကိုကျွန်တော်အဲ့ speaker တစ်လုံးကိုယူထားတယ်မိတ်ဆွေတို့အနေနဲ့က speaker သွားဝယ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီ speaker ကိုတက်ကြည့်လိုက်မယ်ပေါ့နော် speaker ရဲ့အနုတ်ကိုမိုင်းနဲ့မှတက်မယ်တကယ်က speaker နှလုံးလုံးရှိရယ်နော်နှလုံးတစ်လုံးဒီမှာတက်မှာအဲ့ဘက်မှာလည်းတက်မယ်အဲ့ဘက်မှာလည်းတက်မယ်ဒါဆိုရင်အကုန်တက်ဆင်ပြီးသွားပြီကျွန်တော်တို့လျှက်စစ်ပေးဖို့အတွက် DC adapter ထိုးမယ်ဒါဆိုရင်တော့စပြီးတော့အတန်ထွက်လာပြီကျွန်တော်တို့အတန်ဆိုင်းကြည့်မယ်ပေါ့နော်ဒီ Bluetooth ချိတ်ကြည့်မယ်ပေါ့နော်ကိုဖွင့်ကြည့်မယ်စမ်းပြီးတော့ဒါဘန်ကောင်းကောင်းထွက်တယ်ပေါ့နော်ဒီမှာ